နောက်ထပ်ကစားသမားတယောက်အကြောင်းပြောချင်တာကတော့ Anthony ပါ Anthony ကို Manchester United ကနေခေါ်ယူနိုင်ဖို့အတွက်စိတ်ဝင်စားတဲ့ club အသင်းတချို့ရှိလာတယ်လို့သိရတယ်အဲ့ထဲမှာတော့ပြီးခဲ့တဲ့ရာဒီက Anthony ကိုယ်တိုင်အငှားသွားကစားပြီးတော့အခြေစွမ်းပြခဲ့တဲ့ Real Betis အသင်းကထိပ်ဆုံးနေရာမှာရှိနေတယ်Betis က Anthony ကိုအငှားနဲ့ခေါ်ယူဖို့ကိုပို့ပြီးတော့စိတ်အားထက်သန်နေတယ်ဆိုပေမဲ့ Manchester United ကတင့်တော်တဲ့ပြောင်းရွှေ့ခြင်းတရက်နဲ့အပြီးသက်ရောင်းချသွားဖို့ကိုဆန္ဒရှိနေတယ်ဒီ Real Betis နဲ့ Manchester United နဲ့ဂျားထဲမှာ Anthony နဲ့ပတ်သက်ပြီးတော့တောက်လျှောက်ပြောဆိုဆွေးနွေးဆက်ဆံမှုတွေလုပ်နေတာရှိတယ် Anthony ကိုယ်တိုင်ကလည်း Betis ကိုအရန်ပြောင်းခြင်းတယ်ပြောင်းရဖို့အတွက်ကိုသူ့ရဲ့လောက်ခလာစာကိုတော့မှ30%ရှော့ချသွားမယ်ဆိုတဲ့အကြောင်းကိုလည်း Anthony ဘက်ကပြောလာတော့ Betis နဲ့ Anthony နဲ့ဂျားထဲမှာဒီ personal terms ပုတ်ကိုရေးသဘောတူညီမှုရဖို့ကဘာမှပြဿနာမရှိဘူးဒါပေမဲ့ပြောင်းရွှေ့ခြင်းကို Manchester United နဲ့ညှိနှိုင်းနိုင်ဖို့တော့လိုလိမ့်မယ်ဆိုတော့တခြားသော Anthony ကိုစိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာဆိုရင်အခု Fabregas ကင်တွယ်မဲ့ဒီ Serie A ဘက်ကComo အသင်းကလည်း Anthony ရဲ့ market value ဖြစ်တဲ့ Euro 30လောက်ကိုပေးခြင်းတယ်ဆိုတဲ့သတင်းတွေထွက်လာတာရှိတယ်။ဒါပေမဲ့ Serie A club အသင်းတွေရဲ့ nature ကသူတို့ရဲ့ဘန်နာရေးအခြေအနေကြောင့်ရောဒီပြောင်းရွှေ့ခြင်းကိုတလုံးတစ်ခဲတည်းပေးပြီးခေါ်တာထက်ကိုသူတို့ကအငှားနဲ့အရင်ခေါ်ခြင်းကြတာမျိုးကိုပို့ပြီးစိတ်ဝင်စားကြတာဖြစ်တဲ့အတွက်ဒီကိုမိုရဲ့စိတ်ဝင်စားမှုကတော့အများကြီးဖြစ်လာနိုင်ခြေရှိတယ်လို့တော့ကျွန်တော်တို့မယူဆဘူးနောက်တစ်ခုကတော့ဒီ Anthony ရဲ့ဆရာဟောင်းEric Ten Hag ကင်တွယ်မဲ့ Bayer Leverkusen အသင်းကလည်းသူတို့ရဲ့ခေါ်ယူခြင်းနဲ့လူစရင်းထဲမှာ Anthony ကိုထည့်ထားတယ်လို့သိရတယ်အဲ့ဒီကနေပြီးတော့ဘာမှတော့ဆက်ပြီးတိုးတက်မှုတွေမရှိနေသေးဘူးဆိုတော့ Eric Ten Hag က2022ခုနှစ်မှာ Manchester United အသင်းကိုတာဝန်ယူစဉ်တုန်းက Anthony ကိုပေါင်တန်း80နဲ့ Ajax ကနေခေါ်ယူလာခဲ့ဘူးတဲ့လက်ဦးဆရာနီးပြလည်းဖြစ်တော့ဒီဆရာတပည့်နှစ်ယောက်ပြန်ပြီးတော့ပေါင်းဆက်သွားမလားဆိုတာကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရမယ်